ဟုတ်နော်တဲ့နံပါတ်ကြီး9ကိုသွားရအောင်ဝါတာရှိဝနာနီကမိုရှိရိုဤですかဝါတာရှိဆိုတဲ့သူကတဲ့ဘာကစိတ်ဝင်စားဖို့ကောင်းတာလဲတဲ့ဘာစိတ်ဝင်စားဖို့ကောင်းတာလဲအဲဆိုဂျီဘွန်နီဝါတဲ့မိမိမှာကတော့ကျောတိုက်ကဤနိုင်ကကျောတိုက်ညီကိုမောင်နှမတွေကမရှိပေမဲ့ဟာနီဝါမိမှာတော့ကျောတိုက်ကဤတို့ခုတို့ညီကိုမောင်နှမတွေရှိတယ်ဆိုတဲ့အကြောင်းအရာလားနံပါတ်2ကဟာတို့ဥပဝါတဲ့အမေနဲ့အတော်ကနှစ်တဲဤနိုင်ကမတူပေမဲ့ပေါ့နော်ရုပ်မတူပေမဲ့လို့ပြောချင်တာကွာဂျီဘွန်တို့ဤတို့ခိုဝါတဲ့ကျွန်တော်နဲ့ပေါ့နော်အတော့ရဲ့ကလေးပေါ့ကွာတဝမ်းကွဲလေးတွေကကြတော့တဲ့နှစ်တဲဤတို့ခုတို့စင်နူတွေဆိုတဲ့အကြောင်းအရာမှာရုပ်ချင်းစင်နေတယ်အမေနဲ့အတော်ကကြတော့ရုပ်ချင်းမစင်ဘူးဒါပေမဲ့ကျွန်တော်ညီကောင်မတဝမ်းကွဲလေးယူပြောနော်ဤတို့ခိုဆိုတာတဝမ်းကွဲအဲ့တော့တဝမ်းကွဲညီကောင်မတွေကကြတော့စင်တူတယ်နံပါတ်3ကကျတော့ဤတို့ကိုဝါတဲ့အိုဘာနီဝဤတို့ကိုတဝမ်းခွဲလေးကကျတော့တဲ့အိုဘာနီဝအတော်မာကနိတေဤနိုင်ကအတော်နဲ့တော့မတူပေမဲ့ခြေဘုံနီဝနိတေဤတို့ခေါ်တော့ကျွန်တော်နဲ့တူနေရဆိုတဲ့အကြောင်းအရာလားနံပါတ်4ကခြေဘုံဝဟာနီဝနိတေဤနိုင်ကမိမိကတော့အမေနဲ့မတူပေမဲ့အိုဘာနီဝနိတေဤတို့ခေါ်တော့အတော်နဲ့တူနေရဆိုတဲ့အကြောင်းအရာလားအဲ့တော့ဆက်လို့ဖတ်ကြည့်အောင်ဝါတာရှိဝါတဲ့ကျောတိုက်ကဤမဆန်ညီကောင်မမရှိဘူးတဲမို့ဒါပေမဲ့ဤတိုးကိုကဤမတဝမ်းခွဲညီကောင်မလေးတော့ရှိရပေါ့နော်ညီကောင်မအရင်မရှိဘူးလို့ပြောချင်တာဟာတော့ဤမို့တို့နော်တဲ့ခိုတို့မို့တဲ့အမေညီမရဲ့ကလေးဖြစ်ပါတယ်တဲ့ဤတိုးကိုတို့တဲ့အဲတဝမ်းခွဲညီကောင်မလေးနဲ့အရှောင်းဒီအတူတူဤတို့ရှိတယ်ဆိုရင်ရှီရာနိုင်ဟီတိုဝမသိတဲ့သူတွေကယောက်ခုတေချာပေါက်ကျောတိုက်တဲ့စနေတော်ဤမညီကောင်မအရင်လို့ထင်ကြမယ်ပေါ့နော်ပြောကြမယ်ဟာတို့အိုဘာဝအမေနဲ့အတော်ကခါအိုကချီကိုင်းမတ်ကညနာတွေကတော့မတူညီကြပေမဲ့ဝါတာရှိတို့ဤတို့ကိုကနှစ်တိမ်မှာကျွန်တော်နဲ့တဝင်းညီကောင်မလေးကြတော့ရုပ်ချင်းစင်နေဆိုရဲဝအမိုရှိတို့ဤတဲ့အဲ့ဒါစိတ်ဝင်စားဖို့ကောင်းနေသူတို့ဘာကစိတ်ဝင်စားဖို့ကောင်းတာလဲဆိုရင်လိုက်ရှာကြည့်လိုက်ရတယ်စိတ်ဝင်စားဖို့ကောင်းတဲ့ကြောင်းအဲ့ဒီစိတ်ဝင်စားဖို့ဟာရှေ့မှာဆိုရဲရှိတယ်ဆိုရဲဆိုတော့ဘယ်ဟာလဲရှေ့ဟာကိုယဉ်ညွန်းတာအဲ့တော့ဒီတကြောင်ဖတ်လိုက်တယ်အဆင်ပြေတယ်အလွယ်နီးနဲ့ဆိုရင်အဲ့လိုရှာလို့ရတယ်ဒါပေမဲ့တစ်ပိုက်လေးပဲရှိအောင်မို့တစ်ပိုက်လေးကိုဖတ်လိုက်တာနော်အမေနဲ့အတော်နဲ့ကရုပ်ချစ်မတူညီပေမဲ့အဲ့တော့အမေနဲ့တော်နဲ့ရုပ်ချစ်မတူတာပါလားနံပါတ်1ကကြတော့မိမိနဲ့ပေါ့နော်သူနဲ့သူ့မှာကတော့ဒီကောင်မမရှိပေမဲ့အမေမှာရှိတယ်ဆိုတဲ့အကြောင်းသူပြောထားလားအဲ့လိုလည်းမဟုတ်သေးဘူးနော်နံပါတ်2ကကြတော့အမေနဲ့အတော်ကမတူညီပေမဲ့ကျွန်တော်နဲ့ညီလေးကစင်တူညီရဆိုတော့ဒါလေးမှန်လောက်တယ်တေးထားမယ်နံပါတ်3ဤတို့ကတဝမ်းခွဲလေးကအတော်နဲ့တော့မတူပေမဲ့ကျွန်တော်နဲ့ကတော့တူတယ်အတော်နဲ့မတူပေမဲ့လို့သူတော့မပြောထားဘူးကွာအတော်နဲ့တူတာမတူတာမသိဘူးပေါ့နော်ဒါအမေနဲ့အတော်နဲ့မတူတဲ့အကြောင်းပဲပြောထားဆိုတော့ဒါလေးလည်းမဟုတ်သေးဘူးနံပါတ်4ကကျတော့ကြည်ဘုံဝါတဲ့ကျွန်တော်ကဟာနီဝါအမေနဲ့တော့နိတေးနိုင်ကမတူပေမဲ့ဟိုဘာနီဝါနိတေးဒုကိုတို့အတော်နဲ့ကတူနေတယ်ဆိုတဲ့အကြောင်းအမေနဲ့မတူပေမဲ့အတော်နဲ့တူတယ်ဆိုတဲ့သူပြောထားလားသူကမပြောထားဘူးနော်အမေနဲ့အတော်ကတော့မျက်နှာချင်းကမတူညီပဲကျွန်တော်နဲ့သူနဲ့ကျတော့မျက်နှာချင်းစိတ်တူတယ်လို့ပြောချင်တာအဲ့တော့အဖြေလေးကနံပါတ်2ဖြစ်သွားရင်နော်အဲ့တော့ဆဲတို့ကဘာလုပ်ရမလဲအဖြေမေကွန်းဖတ်မယ်အဖြေဖတ်မယ်တစ်ချက်ချင်းစီထုတ်ပြလို့ရတယ်ကွာအခုကနံပါတ်2လေးပေါ့နော်ဘာလဲဆိုတော့အမေနဲ့သူဒီမှာကွာအတိတ်ပဲလေးနဲ့ဆင်နေကွာဒါပေမဲ့သူပြောထားတဲ့တဲ့တောင်ရှာမှာအမေနဲ့အတော်ကမျက်နှာမတူအဲ့တော့အမေနဲ့အတော်ကတော့မတူညီပေမဲ့ကျွန်တော်နဲ့ဤတို့ကကျတော့တူတယ်ဆိုတဲ့ဟာကိုရွေးလိုက်တာဟုတ်ပြီနော်38ကိုစင်လို့ကြည့်မယ်ပရိုမိုတာကြည့်ပါတဲ့ဒိုရှိတဲ့ဝါတာရှိနေဒန်ဝါကိုရှိမစတာကတငယ်ချင်းကဘာကြောင့်ကျွန်တော်ကိုဖုံးဆက်ခဲ့ရလဲနံပါတ်1ကအာတမကဤတိုင်းခေါင်းကိုက်တဲ့ဝါတာရှိကခေါင်းကိုက်တဲ့ဝါတာရှိကပေါ့နော်ကျွန်တော်ကတဲ့အေကခန်နီအီတာခါရာဒက်ရုပ်ရှင်မှာရှိနေတဲ့အတွက်ကြောင့်လားနံပါတ်2ကကြတော့အေကတော့ကြီးကံဝါဆိုတဲ့တနော်တဲ့ရုပ်ရှင်ကြည့်ဖို့အချိန်ကိုမိသွားတဲ့အတွက်ကြောင့်ဝါတာရှိနေကီကီတာခါရာဒက်ကျွန်တော်ကိုပြောချင်တဲ့အတွက်ကြောင့်လားပေါ့နော်မေးချင်တဲ့အတွက်ကြောင့်လားနောက်တစ်ခုကကျတော့နံပါတ်3ကကျတော့ဝါတာရှိကာရာနော်တဲ့ကျွန်တော်စီကရတဲ့မဲရုကိုမေးကိုယောမနာခတာခါရာတဲ့မဖတ်ခဲ့တဲ့အတွက်ကြောင့်လားနံပါတ်4ကကျတော့ဤပြိုးရင်းဟိုတဲ့ကောင်းတဲ့
စေယုံတွေကိုဝါတာရှင်နီအိုရှိအေတခါတာခါရာဒစ်ပေါ့နော်စေယုံကောင်းကောင်းတွေကိုကျွန်တော်ပြောပြချင်လို့လားအဲ့ဒါဆိုတော့ဒီပေါ်ဖတ်ကြည့်မယ်နော်အိုတိုတိုဤတဲ့ဒီနေ့ကအာတမကဣတာကသနိုတဲ့ခေါင်းကိုက်ခဲ့တဲ့အတွက်ကြောင့်တိုမိုတာချီတို့တငယ်ချင်းနဲ့အိမ်ကနီးတဲ့ခီမာဆန်ဒက်စတာရုပ်ရှင်ကိုတော့မကြည့်ခဲ့ဘူးတိုမိုတာချီရဲ့နော်တငယ်ချင်းစီကိုပို့ထားတဲ့မေရူနီမေးမှာဂိုမနာဆိုင်တို့ခိခိမစတာဂိုမနာဆိုင်လို့ခါခိမစတာရေးခဲ့ပါတယ်တဲ့တောင်းပန်ပါတယ်လို့ရေးခဲ့ပါတယ်တဲမို့ဒါပေမဲ့ခီနိုမနီးကတိုမိုတာချီကာရာတငယ်ချင်းစီကနေပြီးတော့ဒါလေးကကြောင့်အိမ်ကခံနေရုပ်ရှင်ယုံတို့သွားဖို့ပေါ့နော်အီမဆန်ဒက်စတာကမရှိဘူးလားလို့တိုယူတန်ဝါကအာရီမာစတာဖုံးဆက်ခဲ့တယ်တိုမိုတာချီကတငယ်ချင်းကလည်းစုကိုရှိအိုကိုတက်အီမစတာတငယ်ချင်းကနည်းနည်းစိတ်ဆိုးသွားခဲ့တယ်ထဘုံဖြစ်နိုင်တာကတော့ဆိုတယ်ဝါတာရှိနော်အီတိုကိုတဲ့ကျွန်တော်ရဲ့တဝန်ခွဲလေးဖြစ်ပါတယ်တဲ့ဝါတာရှိတိုမိုတာချီကကျွန်တော်နဲ့တငယ်ချင်းကဖူတာရီတဲ့ဝါရာအီမစတာနှစ်ယောက်သားရေးခဲ့ကြတယ်သူကပြောချင်တာကဝါတာရှိကဒိုးရှိတဲ့ဝါတာရှိရတယ်တိုမိုတာချီကဒိုးရှိတဲ့ဝါတာရှိဒီတောင်းမဟုတ်ရှိမှစတာကတငယ်ချင်းကဘာကြောင့်ကျွန်တော်ဖုံးဆက်ခဲ့တာလဲဘာလဲကောင်းသူကပြောတာကဒီမှာမေးမှရေးခဲ့တယ်ဒဲမို့ဒီနိုတိုမိုတာချီကတာတောင်းဝနီဒါမှဖုံးဆက်ခဲ့တယ်အဲ့တော့မနေ့ကတငယ်ချင်းစီကနေပြီးတော့ရုပ်ရှင်ရုံကိုအီမာဆန်ဒက်စတာကရုပ်ရှင်ရုံမှာမရှိဘူးလားလို့ဖုံးဆက်ခဲ့တယ်ဟုတ်နော်အဲ့တော့သူကကျတော့ဗာလဲဆိုရင်သူပြောချင်တာကတနေ့ကခေါင်းကိုက်နေတဲ့အတွက်ကြောင့်တငယ်ချင်းနဲ့ရုပ်ရှင်ရုံကိုမသွားပြခဲ့ဘူးတငယ်ချင်းစီကလာတဲ့မဲတငယ်ချင်းစီတော့ပို့တဲ့မေးမှာဂိုမန်နာဆိုင်တို့ခိခိမစတာအဲ့တော့တငယ်ချင်းကဘာကြောင့်ကျွန်တော်ကိုဖုံးဆက်ခဲ့တာလဲဆိုရင်အာတာမကဤတိုင်းခေါင်းကိုက်နေတဲ့ကျွန်တော်ကိုပေါ့သူခေါင်းကိုက်လို့စာပို့လိုက်တာကွာမသွားပြတော့ဘူးဆိုပြီးတော့เนาะတောင်းပန်ပါတယ်ဆိုပြီးစာပို့လိုက်တာအဲ့တော့ခေါင်းကိုက်နေတဲ့ကျွန်တော်ကတဲ့အိမ်ကခန်ဒီဣတာခါရာဒစ်ရုပ်ရှင်ဟိုမှာရှိခဲ့တဲ့အတွက်ကြောင့်ဒါလေးဖြစ်နိုင်တယ်နော်နောက်တစ်ခုကရုပ်ရှင်ရုံရဲ့အချိန်ကိုမိသွားတဲ့အတွက်ကြောင့်သူရုပ်ရှင်ရုံအချိန်မိတယ်လို့တခုမှမပြောထားအောင်နော်နောက်တစ်ခုကကျတော့ဘာတာရှိကာလာနော်ကျွန်တော်စီကပို့တဲ့မေးကိုမဖတ်ခဲ့တဲ့အတွက်ကြောင့်ဖတ်လို့တော့သိသွားပြီလေနော်အဲ့တော့မဟုတ်သေးဘူးနံပါတ်4ကကျတော့အေးပြောရင်ဟိုတဲ့စင်းအောင်ကောင်းကောင်းပြောချင်လို့ဆိုတော့လည်းမဟုတ်သေးဘူးမပါသေးဘူးနော်အဲ့တော့ဖြေလေးကတစ်ဖြစ်သွားတယ်နော်သူခေါင်းကိုက်လို့လမ်းပြောတာတော့သိလိုက်တယ်ကွာဘာကြောင့်ဆိုတော့သူခေါင်းကိုက်လို့ဖုံးဆက်လိုက်တယ်ဆိုတဲ့ပုံစံမျိုးမို့လို့နံပါတ်1ရမလားဒီစာပိုင်လေးကိုရမယ်လို့ထင်ပါတယ်